မလေးရှားရောက်မှာအိမ်ပြန်မောင်းထုတ်ခြင်းခံရတဲ့ Donald Trump မလေးရှားမှာ Donald Trump ရဲ့ခီးစဉ်အတွင်းဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေမှာဆန္ဒပြသူတွေဟာဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့အမေရိကန်မူဝါဒကိုစန့်ကျင်ရင်းအမျိုးမျိုးကြွေးကြော်ခဲ့ကြပါတယ်။သူတို့ကင်ဆောင်ခဲ့တဲ့ဆိုင်းပုတ်တွေနဲ့ကြွေးကြော်တံတွေကနေပါလက်စတိုင်းထောက်ခံမှုနဲ့အမေရိကန်ရဲ့အစ္စရေးထောက်ခံမှုဝေဖန်တဲ့ရည်ရွယ်ချက်ကိုထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ကြွေးကြော်တံတွေက Get out Donald Trump ထပ်သွားဆန္ဒပြသူတွေဟာအမေရိကန်တန်ယုံစီကြည့်တဲ့ညင်ဒီကြွေးကြော်တံကိုဟစ်ကြွေးခဲ့ကြပါတယ်။ Free Palestine လွတ်မြောက်ပါစေ။ Palestine လွတ်မြောက်ရေးထောက်ခံမှုကိုဖော်ပြတဲ့အဓိကကြွေးကြော်သံတစ်ခုဖြစ်ပါတယ်။ Long live Hezbollah, long live Hamas. Hezbollah ရှင်သန်ပါစေ Hamas ရှင်သန်ပါစေ။ဆန္ဒပြသူတွေဟာ Palestine လက်နက်ကိုင်အခွင့်အရေးထောက်ခံရင်ဒီကြွေးကြော်သံကိုဟစ်ကြွေးခဲ့ကြပါတယ်။ No to Trump ကိုညှင်းမယ်တဲ့ Trump ရဲ့ခီးစဉ်ကိုစန့်ကျင်တဲ့အဓိကကြွေးကြော်သံတစ်ခုဖြစ်ပါတယ်။ဆိုင်းပုံးရဲ့ poster တွေမှာပါတဲ့စာသားတွေက Trump must reckon Trump နောင်တရပါစေ Trump ရဲ့မူဝါဒတွေအတွက်နောင်တရတောင်းပန်ဖို့တောင်းဆိုတဲ့ဆိုင်းပုံး Trump မလေးရှားမှာမိန်းကိုမကြိုးဆိုဘူး guilty of genocide လူမျိုးတုံးတပ်ဖြတ်မှုအဖြစ်ရှိသူဂါဇာပြည်ပခတ်မှာအမေရိကန်ရဲ့ပါဝင်မှုကိုလူမျိုးတုံးတပ်ဖြတ်မှုအဖြစ်ဆွတ်ဆွဲတဲ့ဆိုင်းပုံးဒီဆန္ဒပြပွဲအများစုမှာငင်းချမ်းစွာဖြစ်ခဲ့ပြီးပါလက်စတိုင်းအလင်တွေကိုကင်ဆောင်ရင်းဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြပွဲအများစုကိုမလေးရှားရဲ့အတိုက်ခံပါတီ PAS ကဦးဆောင်ခဲ့ပြီးအမေရိကန်တန်ယုံအနီးဒါတာရီယန်နဲ့မဲတဲ့ရင်ပြင်မှာကျင်းပခဲ့ကြပါတယ်ဒီလိုကြွေးကြော်တန်တွေဟာမလေးရှားရဲ့ပါလက်စတိုင်းထောက်ခံမှုပြင်းထန်တဲ့လူအဖွဲ့အစည်းကိုထင်ဟပ်စေပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်